တီဂျူးမာကုံတိုင်ပန်ဆိုရန်လန်နဲ့မဟာဗန္ဓုလလန်တောင်ကမီးပွိုင်းမှာရှိနေတဲ့အဆောက်အဦကြီးကိုရခင်ကတီဂျူးမာကုံတိုင်လို့ခေါ်တယ်။ခံညာလှပသလောက်တခါတရံအစိမ်းရောင်လိုပန်းရောင်လိုအယောင်တောက်တောက်ကြီးဖြစ်နေတာမျိုးတခါတရံအဆောက်အဦတစ်ခုထဲမှာရှိနေတဲ့ဆိုင်ငန်းများကမိမိသက်ဆိုင်တဲ့အပိုင်းလိုက်တကန့်တရောင်ချဲပြီးရောင်စုံတိုက်ကြီးဖြစ်နေတာမျိုးတွေ့ရတတ်တယ်။ဒါကြောင့်လေပန်ဆိုရန်ဝင်းကျင်မှာတတိထားမိစရာအဆောက်အဦအဖြစ်ဓာတ်ပုံတွေတဲ့အမြဲတွေ့ရတတ်တယ်။တစ်ချိန်ကတော့ပိုးတဲ့စိန်ကလေးပါအဝတ်အထည်ကော်စောတစ်သားပန်းပြောင်းနဲ့အာရှတခွင်ကထူးခြားစမ်းပြလာတဲ့အမတ်တရပစ္စည်းတွေအစုံလင်ကိုရောင်းချခဲ့တဲ့တီဂျူးမာကုံတိုက်ကြီးပေါ့မမရရဆရာကြီးရွှေဦးတောင်းရဲ့စိန်ဝေလျံပျောက်ဆုံးမှုဆိုတဲ့ဥဆန်ရှားစုံတိုက်ဝတ္ထုတွေမှာတီဂျူးမာပိုးတဲ့တိုက်က55ချက်တန်းပြင်သစ်ပိုးတဲ့လုံကြီးဆိုတာကိုသတိရမိတယ်ဒီဈေးနှုန်းနဲ့အဲ့ဒီခေတ်ကဝစ်နိုင်တာတော်ယုံတော့မဟုတ်ဘူးဆိုတာကြောင့်တခေတ်တခါမြို့ကလူကုန်တဲ့အမျိုးသမီးတွေအတွက်ဘဝင်ခိုက်စေတဲ့ဂုံတိုက်လိုပဲဆိုရမယ်။စင်းပြည်နယ်ယခုပါကစ္စတန်နိုင်ငံအရှေ့တောင်ဘက်မှကုန်သည်များကဖွင့်တဲ့နာမည်ကြီးဂုံတိုက်တစ်ခုလို့ YHD မှာဖတ်ရသလိုဖူးစာနှခိုင်ဝတ္ထုမှာမဂိုလန်ယခုရွှေဘုံသာလမ်းမှာနေတဲ့စံကုန်တဲ့တထေးကြီးတီဂျူးမာပိုင်ဆိုင်တဲ့တီဂျူးမာပိုးတဲ့တိုက်ဆိုတာဒီဂုံတိုက်ကြီးကိုပဲရည်ညွှန်းကြဟန်တူပါတယ်။ထိုအချိန်ကရန်ကုန်ကိုရောက်သူတိုင်းမဖြစ်မနေလဲပတ်တဲ့နေရာလို့လဲဆိုတယ်။1990နှစ်များနောက်ပိုင်းမှာအာမခံလုပ်ငန်းရုံးဖြစ်လာပြီး2006ခုနှစ်နောက်ပိုင်းမှာတော့ကျော်မီသားစုကတချမ်းကိုပြင်ဆင်အသုံးပြုခဲ့ကယခုလက်ရှိအချိန်မှာအလီဘာဘာအပန်းဖြေစင်တာပကြီးပြာကန်းစားတောက်ဆိုင်နဲ့လျှက်စစ်ပစ္စည်းဆိုင်များဖွင့်လှစ်ထားလျက်ရှိပါတယ်။စိန်ဘရာသာဂုံတိုက်သို့မဟုတ် Western and Sun ဂုံတိုက်ပန်ဆိုရန်လန်နဲ့မဟာဗန္ဓုလလန်တောင်မဟာပိန်းနယ်ကျောင်းဝင်းနဲ့ကလျက်ကအခွန်ဦးစီးဌာနယုံအဆောက်အဦဟာယခင်စိန်ဘရာသာဂုံတိုက်သို့မဟုတ် Western and Sun ဂုံတိုက်လို့ခေါ်ခဲ့ပါတယ်။နာမည်ကျော်ပြည်သူ့ကပညာရှင်သောမတ်ဆွေးကဒီဇိုင်းရေးဆွဲပြီး1905ခုနှစ်ဝန်းကျင်မှာဆောက်လုပ်ခဲ့တယ်။မူလက Western and Sun ကုမ္ပဏီရဲ့ဂုံတိုက်ဖြစ်ပြီးနိုင်ငံတကာမှကုန်ပစ္စည်းမျိုးစုံကိုတင်သွင်းရောင်းချတယ်။အဝတ်အစားများပုဖနက်များနာရီများအားကစားပစ္စည်းများမြင်းစည်းတစားများမိတ်ကပ်နဲ့ဖန်တယ်များစသဖြင့်အကားစပြီးကားအထိဘာလို့ရစေရမယ်ဆိုတဲ့ဆိုင်ကြီးပါပဲလမ်းတစ်ဖက်ချမ်းကအဆောက်အုံတစ်ခုမှလည်းမော်တော်ကားနဲ့မော်တော်ဆိုင်ကယ်များပြသရောင်းချသလို၎င်းနဲ့ကလျက်ဝက်ရှော့မှာလည်းရေများဆေးမှုတ်ခြင်းကုရှင်ချုပ်ခြင်းများအပြင်ပုဖနက်နဲ့ကုန်းဒီများပြုလုပ်ခြင်းပြင်ဆင်ခြင်းစတဲ့ဝန်ဆောင်မှုများပေးသေးတယ်ဒုတိယကမ္ဘာစစ်မှာ Western and Sun Company Limited ကိုပိတ်ထားခဲ့ပြီးစစ်ပြီးချိန်မှာလည်းပြန်လည်ဖွင့်လှစ်ခြင်းမရှိတော့ပဲအပြီးအပိုင်းရုပ်သိမ်းခဲ့ပါတယ်။လွတ်လပ်ပြီးခင်မှာတော့ဦးထွန်းစိန်ဦးစီးတဲ့စိန်ဘရာသာဂုံတိုက်အဖြစ်ပြန်လည်ဖွင့်လှစ်ခဲ့တယ်။အနီးနားကရိုးဂုံတိုက်လောက်မကြီးပေမဲ့ပစ္စည်းအတော်စုံလင်ပြီးအဝတ်အစားကိုပိုဦးစားပေးတယ်။1960ကာလကစိန်ဘရာသာတိုက်ထုတ်280ပစိုးတစ်ထည်ကို12ကျပ်ကြတဲ့ဝစ်လို့သိပ်ကောင်းတယ်လို့ဆိုတယ်။စိန်ဘရာသာတိုက်မှာဂျပန်ကြွေထည်တွေဟာလည်းနာမည်ကျော်တယ်။ရောင်းတဲ့ပစ္စည်းအမျိုးအစားစုံလင်ရုံမကအလူမင်္ဂလာပွဲအတွက်လိုအပ်တာတွေလည်းငှားလို့ရတယ်။မင်္ဂလာဆောင်ရင်ထိုင်ဖို့ခဒီပါဖုန်တွေကစပြီးရှင်လောင်းဝတ်တဲ့ဆလွယ်တို့မကိုက်တို့ပါငှားလို့ရတယ်လို့ဆရာတယောက်ကငယ်စဉ်သိမိခဲ့တဲ့စိန်ဘရာသာတိုက်အကြောင်းပြောပြပူတယ်။1964မှာပြည်သူပိုင်သိမ်းခံရပြီးအစိုးရရုံးအဆောက်အဦဖြစ်လာတယ်။ယခုလက်ရှိမှာလည်းအခွန်ဦးစီးဌာနရုံးအဖြစ်ရှိနေပါတယ်။